ငါတို့၏သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရားသခင်ထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်သင်တို့၌ရှိပါစေသော Grace to you and peace from our Father God and the Lord Jesus Christ ဒီနေ့ကျွန်တော်ညီသက်ခြင်းစကားလုံးကိုဆရာယူတတန်က peace ဆိုတဲ့စကားလုံးကနေယူပြီးတော့ဘာသာရေးစကားလုံးအဖြစ်ထွေပေးခဲ့တာကိုကျွန်တော်အနေငယ်ပြောပြချင်ပါတယ်ငြိမ်သက်ခြင်းဆိုတာကုန်းပေါင်ခေတ်တုန်းကတော့အသုံးနည်းပါတယ်ငြိမ်ချမ်းရေးဆွေးနွေးကြတယ်တပီတောင်နဲ့တပီတောင်ငြိမ်ချမ်းရေးလုပ်ကြပါငြိမ်ချမ်းရေးစကားလုံးကများပါတယ်ငြိမ်သက်ခြင်းဆိုတာကတော့ငြိမ်သက်သက်လေးနေတာသူတို့ငြိမ်ဖို့ဆိုတာရှိတာကိုရှင်းလင်းပြတာပါမြန်မာစာပိဋကထဲမှာဒီလိုပဲပြောပါတယ်ဒါမဲ့ယနေ့ဒီကျမ်းစာဘာသာပြန်စံမီရှိမယ်ကြရက်ရှိမယ်ကျမ်းစာအသင်းကဘာသာပြန်တာရှိမယ်ယူဇန်ဘာသာပြန်တာရှိမယ်ဘာသာပြန်စာအုပ်ပေါင်းအားလုံးကတော့ peace ဆိုတဲ့စကားလုံးငြိမ်သက်ခြင်းကိုပဲရှာယူဇန်ကျွေးထားတဲ့အတိုင်းပဲသူတို့ငြိမ်ချမ်းရေးဆိုတဲ့စကားလုံးနဲ့အစားမထိုးပါဘူးသို့တော်လဲ BCB ဘာသာပြန်တစ်ခုကလာပါတယ်သူကနာဂလေးနဲ့ဒီ9နှစ်6နှစ်လောက်သူတို့ဦးစီးပြီးတော့ဘယ်ခရစ်ယာန်လူကြီးကမှတိုင်ပင်ခြင်းမရှိဘဲနဲ့လုံးမပြီးတော့ဘာသာပြန်ခဲ့တာပါဒါမဲ့သူတို့ဥတီထားတာကမြန်မာစကားပြီးပြင်းရမယ်ပေါ့သူတို့ကနာဂတွေချင်းလေးတွေဘာသာပြန်နေတာအဲ့တော့အဲ့ဒီမှာသူတို့လူကြီးတယောက်ကိုနော်ထိတ်တန်းတင်ထားတယ်မြန်မာစာကော်မရှင်ကပြင်ဆင်စားတယောက်ကိုဒေါ်လာလကစားပေးပြီးတော့3-4နှစ်နောက်နဲ့သူတို့ကဘာသာပြန်တယ်ဘာသာပြန်တဲ့အခါမှာဒီယူဇသန်ကငြိမ်သက်ခြင်းစကားလုံးကိုနားမလဲပဲသုံးထားတာ peace ဆိုတာငြိမ်ချမ်းခြင်းပဲဘာလို့ဆိုဗုဒ္ဓဘာသာဘာလဲရှိတယ်နှလုံးစိတ်ဝါအေးချမ်းမှာပေါ့ဘာဖြစ်လို့ငြိမ်သက်ခြင်းဆိုတာသေနေတာပေါ့တစ်ပင်ပေါ်မှာငှက်တကောင်ငြိမ်သက်စွာရှိနေဆိုသေနေတာပေါ့အဲ့တော့သူတို့နားမလဲတာကကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းတွေသင်တို့၌ရှိပါစေတော့ငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့မယ်သင်တို့ဒီလောကမှာဆင်းရဲဒုက္ခရောက်ကြလိမ့်မယ်သို့တော်လောကငါအောင်ပြီငါဤငြိမ်သက်ခြင်းကိုသူတို့မှထားခဲ့မယ်ဒီငြိမ်သက်ခြင်းဆိုစကားလုံးကိုယနေ့ဒီကျမ်းစာပညာရှင်တွေကနော်ဒီငြိမ်သက်ခြင်းစကားလုံးကိုမူတည်ပြီးတော့ထောက်ပြတဲ့ခါကျတော့လူသားတွေကစာတန်နဲ့တိုက်ခိုက်ရင်လေစာတန်ကိုမနိုင်ဘူးသေရမယ်ဆိုတော့ငြိမ်သက်ခြင်းရှိရမယ်ကျွန်တော်တို့တိုက်ခိုက်ပေးတာယေရှုဖခင်ပဲလောကအရာတတ်မဲ့ခြင်းပိစိဥစ္စာတတ်မဲ့ခြင်းနဲ့ယောဂအရာကိုလည်းကျွန်တော်တို့ကလိုချင်တတ်မဲ့ဖို့ရှိတော့ကျွန်တော်တို့ရဲ့ဘဝကဇာတိကသေနေရမယ်เนาะဘလို့မှဒီအကောင်းငင်နိုင်ငံနဲ့ထိုက်တန်တဲ့ဘဝမဖြစ်ဘူးကြောင့်ညီသက်ချင်းရှိရမယ်အဓိကအဆိုးဆုံးကဇာတိပရိအကျင့်များနဲ့ကျွန်တော်တို့ရင်ဆိုင်တဲ့အခါမှာကျွန်တော်တို့ညီသက်ချင်းမရှိလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းဒုက္ခနဲ့အပြစ်တရားနဲ့လုံးမပြီးတော့ဒီအပြစ်တရားရဲ့ဖိုးကသေခြင်းဆိုတဲ့ငရဲသွားဖို့ပဲရှိပါတယ်ဒါကြောင့်မလို့ညီသက်ချင်းရှိကြပါလို့เนาะဆရာယူသန်ကဒီပိတ်ဆိုစကားလုံးကိုနော်ဘာသာရေးစကားလုံးအဖြစ်နဲ့ထွင်ပြတာအလွန်ထိရောက်တဲ့ကြောင့်ဘယ်ကျမ်းစာပညာရှင်ဗမာပညာရှင်ဘာသာပြန်ကမှငြိမ်းချမ်းခြင်းမလုပ်ရဲပါဘူးမလုပ်ခဲ့ပါဘူးအဲ့ဒီ BCB ဘာသာပြန်တစ်ခုကတော့နာဂလေးနဲ့ချင်းကလေးနှစ်ယောက်ဦးစီးဒီဗမာပြည်ကကျမ်းစာပညာရှင်တွေနဲ့မှဘ누구နဲ့မှမတိုင်ပင်မဲ့နဲ့သူတို့လာပြီးတော့ထုတ်လိုက်ပဲထုတ်လိုက်တဲ့ဥစ္စာကိုသူတို့ကပို့မိတာဗောမိတော့ကျွန်တော်ပြောတယ်မင်းတို့ကခမဲတော်သားတော်တရှင်တော်ဝိညာဉ်တော်တို့ဤဆိုပြောပေါ့ဗျတို့တွေလျှောက်ထဲပေါ့နော်ငါနဲ့ငါခမဲတော်တို့စီတို့စကားလုံးတွေလျှောက်ထဲပေါ့နောက်ပြီးတော့ဒီခဲ့စီကြစီနော်V1 V2 V3 လေးလျှောက်လို့ပေါ့ဆိုလုံးတယ်ဗျအဲ့တော့မြန်မာစာကလည်းပြက်တဲ့အပြင်ဗမာစကားထိရောက်နေမရှိဘဲနဲ့ဒီဘာသာပြန်တစ်ခုအရဖြစ်လူငယ်ကြီးကြားထဲမှာပေါ်ထင်နဲ့ရုပ်ရခအောင်ရောက်ရှိလာပြီဖြစ်ကြောင်းကျွန်တော်ရဲ့ဒီအတွေ့အကြုံနဲ့အနည်းငယ်တင်ပြပါတယ်အာမင်